ဒီနေ့မြန်မာရွှေဈေးကတော့မနက်ပိုင်းမှာဈေးနှင်းငယ်တက်တယ်ညနေပိုင်းမှာတော့ဈေးပြန်ကျသွားတာဖြစ်ပါတယ်လက်ရှိအနေထားအရမြန်မာရွှေဈေးကလက်ရှိမှာတော့အနေငယ်တက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်မြန်မာငွေဈေးတွေကတော့ဒီနေ့မှာအနေငယ်အတက်ဈေးနဲ့ရှိနေပါသေးတယ်ကမ္ဘာရွှေဈေးကတော့လက်ရှိမှာဒီနေ့အကျဘက်ကိုပြန်ပြီးတော့သွားနေတာဖြစ်ပါတယ်လက်ရှိကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4049လောက်ဒီဈေးနှုန်းကပြန်ပြီးတော့ကျနေတာဖြစ်ပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က3ရက်နေ့8လပိုင်း2016ခုနှစ်လက်ရှိမြန်မာရွှေဈေးကတော့အကြောက်ပဲရစ်စနေအောင်မီလင်းရွှေရက်သားကိုဆိုင်ကရောင်းနေဈေးက96သိန်း5000ဆိုင်ကလက်ခံနေဈေးက95သိန်း8000စနေဟောင်း15ပဲရက်သားကိုဆိုင်ကရောင်းနေဈေးက98000 16ပဲရစ်စနေတစ်မီလင်းရွှေရက်သားကိုဆိုင်ကရောင်းနေဈေးက94သိန်း9000ဆိုင်ကလက်ခံနေဈေးက94သိန်း2000စနေတစ်15ပဲရက်သားကိုဆိုင်ကရောင်းနေဈေးက89သိန်း3000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4410ဆိုင်ကလက်ခံနေဈေးက4300ယူရိုငွေကိုမြန်မာကျပ်ငွေ9085ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3440ဆိုင်ကလက်ခံနေဈေးက3350တရုတ်ငွေတွေကမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက653ကျပ်ဆိုင်ကလက်ခံနေဈေးက636ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ3100ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပတ်ပေးကျပ်ယူသမားတွေကဘတ်ငွေ995ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးဘတ်ယူသမားတွေကကျပ်တစ်သိန်းကိုဘတ်ငွေ955ဘတ်အလေးငွေ95.23ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3641.66ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3222.59ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2161.69ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလှယ်လုပ်တော်မယ်ဆိုတော့ဝက်ဆောင်မှုပေးတဲ့သူရှိကိုရင်ဖုန်းဆက်ပေးမှာပဲငွေလဲလှယ်လုပ်ကြပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်တော့ဒီနေ့မှာတော့ကမ္ဘာရွှေဈေးကတိတ်တက်ကြမရှိဘူးလက်ရှိမှာတော့အကြဘက်ကိုပြန်ပြီးတော့သွားနေတယ်ဒီတိုင်းဆိုင်တော့ချိန်ည8:45မိနစ်နဲ့ည9:00နာရီတွေမှာအမေရိကန်နိုင်ငံရဲ့စီးပွားရေးဒေတာအချက်လက်တွေထွက်ပေါ်လာတာရှိပါတယ်အဲ့ဒီချိန်တွေမှာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကိုအတက်အကျဖြစ်စေနိုင်ပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်မြန်မာရွှေဈေးငွေတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကျင်းလို့ပေးရှင်နိုင်ကြပါစေ